နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုစစ်တပ်ကသတ်မှတ်ထားတဲ့နေအိမ်ကိုရွှေ့ပြောင်းခဲ့မှုအပေါ်ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ကမှတ်သားသိရှိကြောင်းနဲ့မတရားဖမ်းဆီးထိန်းသိမ်းထားသူအလုံးကိုချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။စစ်တပ်ကမတရားဖမ်းဆီးထားတဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုပြန်လွှတ်ပေးတာကခိုင်မာစိတ်ချရတဲ့နိုင်ငံရေးလုပ်ငန်းစဉ်အတွက်လိုအပ်တဲ့အခြေအနေတွေဖန်တီးရမှာအခြေခံကျတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ကုလအထွေထွေအတွင်းမှုချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကထုတ်ပြန်ပါတယ်။ဖြစ်နိုင်ရည်ရှိတဲ့နိုင်ငံရေးအရာအဖြစ်ရှာမှုတစ်ခုဟာအကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ရေးနဲ့အားလုံးပါဝင်နိုင်တဲ့ဆွေးနွေးမှုအပေါ်စစ်မှန်တဲ့ဂရုကဝတ်ပြုမှုတို့အပေါ်မှာအခြေခံမှာဖြစ်တယ်လို့ကုလအထွေထွေအတွင်းမှုချုပ်ကထပ်လောင်းပြောကြားပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကလည်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုအာဏာသိမ်းစစ်တပ်ကချက်ချင်းပြန်လွှတ်ပေးဖို့တောင်းဆိုပါတယ်။မေလ1ရက်မနေ့ကအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကဒေါအောင်ဆန်းစုကြည်ကိုချက်ချင်းချွင်းချက်မရှိပြန်လွှတ်ပေးဖို့အမေရိကန်အနေနဲ့တောင်းဆိုကြောင်းပြောကြားခဲ့တာပါ။ဒေါအောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးထိခိုက်မှုတွေရှိနေကြောင်းသတင်းတွေအရမြန်မာအာဏာပိုင်တွေအနေနဲ့သူ့ရဲ့ကျန်းမာရေးစစ်ဆေးမှုတွေခံယူခွင့်ပေးဖို့ကိုလည်းတိုက်တွန်းကြောင်းအဲ့ဒီအရာရှိကပြောပါတယ်။စစ်တပ်အာဏာသိမ်းပြီး9နှစ်ကျော်ကြာတဲ့အထိမတရားပုံမှားတွေနဲ့အမှုဆင်ပြီးနှစ်ရှည်ထောင်ဒဏ်ချတာခံထားတဲ့အသက်80ကျော်အရွယ်ဒေါအောင်ဆန်းစုကြည်ကိုသတ်မှတ်ထားတဲ့နေမှာပြစ်ဒဏ်ပြောင်းလဲကြခံစေမယ်လို့စစ်တပ်ကကြေညာပြီးတဲ့နောက်အမေရိကန်ကအခုလိုတောင်းဆိုခဲ့တာလို့သိရပါတယ်။ဒါအပြင်ကုလအထွေထွေအတွင်းမှုချုပ်ကတော့လုံခြုံရေးကောင်စီနဲ့အထွေထွေညီလာခံတို့ကတောင်းဆိုထားတဲ့အတိုင်းမြန်မာပြည်သူတွေရဲ့အကျိုးစီးပွားအတွက်ငြိမ်းချမ်းတဲ့အဖြေတစ်ခုရရှိစေဖို့ကြိုးပမ်းမှုတွေမှာကုလသမဂ္ဂနဲ့မိတ်ဖက်တွေအနေနဲ့အာဆီယံကဘယ်လိုကူညီပံ့ပိုးပေးနိုင်မလဲဆိုတာနဲ့မြန်မာနိုင်ငံမှာရှိတဲ့သက်ဆိုင်ရာအစုအဖွဲ့အားလုံးနဲ့ကုလအထူးကိုယ်စားလှယ်တို့ကြားဆက်လက်ဆွေးနွေးမှုတွေပြုလုပ်ဖို့အရေးကြီးကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။ဂျပန်အစိုးရကလည်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးဖို့မေလ1ရက်မနေ့ကတောင်းဆိုလိုက်ပြီးမြန်မာနိုင်ငံအခြေအနေတိုးတက်လာဖို့ဆက်လက်ကြိုးပမ်းလှုံ့ဆော်မယ်လို့ဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ရေးအတွင်းဝန်ကမြန်မာနိုင်ငံမှာဥဝင်းမြင့်ကိုဧပြီလ18ရက်ကလွတ်ငြိမ်းပေးခဲ့တာနဲ့ဧပြီလ30ရက်မှာဒေါအောင်ဆန်းစုကြည်ကိုနေပြည်တော်အကျဉ်းထောင်ကနေတတ်မှတ်ထားတဲ့နေအိမ်ကိုပြောင်းရွှေ့ခဲ့တဲ့အခြေအနေတွေကိုဥစွာဖော်ပြပါတယ်။ထုတ်ပြန်ချက်မှာဥဝင်းမြင့်ရဲ့ယာဒူနိုင်ငံတော်သမ္မတနဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ယာဒူနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်စတဲ့အသုံးအနှုန်းတွေကိုရည်ညွှန်းဖော်ပြတာမရှိပါဘူး။ဒါပေမဲ့ဂျပန်အစိုးရအနေနဲ့မြန်မာနိုင်ငံအခြေအနေတိုးတက်လာစေဖို့ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကြိုးပမ်းလှုံ့ဆော်နေကြောင်းနဲ့လက်တလောဖြစ်ထွန်းလာမှုတွေကိုအနီးကပ်စောင့်ကြည့်နေကအပြုသဘောဆောင်တဲ့ခြေလှမ်းတွေအဖြစ်မှတ်ယူကြောင်းနိုင်ငံရေးဝန်ကြီးဌာနကဆိုပါတယ်။မြန်မာနိုင်ငံအခြေအနေမရေမရာဖြစ်နေစေအတော်အတွင်းအကြမ်းဖက်မှုရပ်တန့်ရေးဒေါအောင်ဆန်းစုကြည်အပါအဝင်ဖမ်းဆီးထိန်းသိမ်းထားသူတွေကိုပြန်လွှတ်ပေးဖို့နဲ့သက်ဆိုင်သူတွေကြားစစ်မှန်တဲ့တွေ့ဆုံဆွေးနွေးမှုတို့လိုနိုင်ငံရေးဆိုင်ရာတိုးတက်မှုတွေရှိလာဖို့ဂျပန်အစိုးရကမျှော်လင့်တယ်လို့လည်းထုတ်ပြန်ထားပါတယ်။ဒါအပြင်မြန်မာပြည်သူတွေရဲ့ဘဝတွေတိုးတက်ကောင်းမွန်ဖို့ရည်ရွယ်တဲ့တခြားသောအားထုတ်မှုတွေကိုလည်းဂျပန်အစိုးရကမျှော်လင့်ကြောင်းဖော်ပြထားပါတယ်ရှင်။